တန်းနဲ့ချီရဲ့ယင်းနှီးမြုပ်နှံမှုတွေစုပြုံဝင်နေတဲ့လိုင်တာယာအဲ့ဒီအထဲမှာတကယ့်နှလုံးသားလို့ခေါ်လို့ရတဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကဘယ်နားမှာဖြစ်မလဲမြန်မာပြည်ရဲ့ရွှေငွေမူဝါဒကြောင့်ယင်းနှီးမြုပ်နှံမှုတွေလမ်းပွင့်လာပြီးတော့လိုင်တာယာရဲ့စီးပွားရေးတွေပို့ပြီးတော့တွက်လာတယ်ဆိုတာကျွန်တော်ရဲ့အရင်ဗီဒီယိုတွေထဲမှာပြောပြခဲ့ပါတယ်ဘယ်နေရာပဲဝယ်အဆင်ပြေရလို့ယူဆလိုက်ရင်တော့ဒါဟာအရန်အန်တီများတဲ့ဆုံးဖြတ်ချက်ဖြစ်သွားပါလိမ့်မယ်ဘာလို့လဲဆိုရင်တော့တိုးတက်မှုဆိုတာနေရာတိုင်းကိုညီတူညီမျှရောက်မလာတဲ့လို့ပါပဲတမျိုးနယ်ထဲမှာဆိုရင်တော့တချို့နေရာတွေကအချက်ချာကြကြနဲ့စီကားလာတဲ့အချိန်မှာတချို့နေရာတွေကနှစ်တွေကြာတဲ့အထိရိုးရိုးရက်ကွက်အဖြစ်ပဲကျန်နေတယ်လို့ပါဒါကြောင့်မလို့ယင်းနှီးမြုပ်နှံတော့မယ်ဆိုရင်ဈေးတက်တာလားဆိုတာထက်နောက်တစ်ချိန်လူတွေရဲ့စီးပွားရေးလုပ်ငန်းတွေဘယ်နေရာကိုအရင်ဆုံးစုပြုံလာမလဲဆိုတာကိုကြည့်ရမှာပါဒီမျက်စိနဲ့လိုင်တာယာကိုတေချာပြင်ကြည့်လိုက်မယ်ဆိုရင်တော့ထင်ထင်ရှားရှားပြေးတွေ့တာကတော့လန်တလန်နဲ့ပဲဖြစ်ပါတယ်အဲ့ဒါကတော့လိုင်မြစ်လန်ပဲဒီလိုင်မြစ်လန်ရဲ့တန်ဖိုးကိုတကယ်နားလည်ချင်တော့လိုင်တာယာရဲ့တည်ယူပို့ဆောင်ရေး logistic ကွန်ရက်ထဲကနေပြီးတော့ဝင်ကြည့်မှရပါမယ်စက်မှုလုပ်ငန်းတစ်ခုလဲပတ်ဖို့ဆိုတာကစက်ရုံရှိရုံနဲ့တော့မရသေးပါဘူးကုန်ကျန်းဝင်ရမယ်ကုန်ချောထွက်ရမယ်ဒီနေရာမှာလိုင်တာယာရဲ့အကြီးဆုံးအားသာချက်ကတော့ကုန်းလန်းရောရေလန်းကိုပါတပြိုင်တည်းနဲ့သုံးလို့ရနေတာပါပဲအဝေးပြေးလမ်းမကြီးတွေနဲ့နီးတယ်လို့အေယာဝတီမြစ်ကြောင်းကနေပြီးတော့မြစ်ဝကျွန်းပေါ်နဲ့ကမ်းရိုးတန်းဒေသတွေကိုပါချိတ်ဆက်နိုင်တော့ကုန်ကျစရိတ်ကိုအများကြီး short ချပေးနိုင်ပါတယ်။ဒါကြောင့်လဲဒီလမ်းပေါ်မှာ Opel, Advantage Logistics နဲ့ Motama Port တို့လိုကုမ္ပဏီကြီးတွေအခိုင်အမာနေရာယူထားကြတာပါ။ဒါဟာစိတ်ကူးရင်အနာဂတ်စီမံကိန်းမဟုတ်ပဲလက်ရှိရှိပြီးသားခိုင်မာတဲ့စက်မှုအခြေခံပေါ်မှာတည်ဆောက်ထားတာပါ။နောက်တစ်ခုကဒီလုပ်ငန်းကြီးတွေကနေပြီးတော့ခေါ်ဆောင်လာတာကအလုပ်သမားတွေကြီးပဲမဟုတ်ဘူးလုပ်ငန်းရှင်တွေစီမံခန့်ခွဲသူတွေနဲ့ကျွမ်းကျင်ပညာရှင်တွေပါလာပါတယ်သူတို့ရဲ့အဓိကပြဿနာကအလုပ်ဓာတ်ဒီမှာရှိတာမိသားစုအတွက်တင့်တော်တဲ့အိမ်ကောင်းကောင်းကရှားနေပါသေးတယ်သူတို့လိုချင်တာကတော့အလုံးနဲ့လည်းနီးရမယ်ကျောင်းတွေဆေးရုံတွေ shopping mall တွေနဲ့လည်းနီးပြီးတော့လုံခြုံရေးအပြည့်အဝရှိတဲ့နေရာမျိုးပါဆိုတော့ဒီလိုင်မြစ်လန်အနီးနားကိုလက်တွေ့ပြင်ကြည့်လိုက်မယ်ဆိုရင်တော့ဈေးဝယ်ဖို့9မိနစ်သွားလိုက်တာနဲ့ကျန်စစ်မြင်းစီတီမှာရှိရယ်ပညာရေးအတွက်ဆိုရင်လည်း2မိနစ်အတွင်းမှာ ICEC PTEC တို့ရှိတယ်လို့9မိနစ်လောက်ဆိုတာနဲ့ Stonewall Milestone အစရှိတဲ့ international ကျောင်းတွေရှိပါတယ်။ကျဲမာရေးအတွက်ဆိုရင်လည်းလမ်းလျှောက်သွားရင်9မိနစ်နဲ့လိုင်တာယာပြည်သူ့ဆေးရုံကြီးကိုရောက်နိုင်ပါတယ်။စီးပွားရေးတွေ့ဆုံမှုအတွက်ဆိုရင်လည်း3မိနစ်အတွင်းမှာ LC International Hotel ရှိပါတယ်။လမ်းပန်းဆက်သွယ်ရေးအနေနဲ့ကျန်စစ်သားလမ်းကနောင်မင်းကြီးလမ်းကနေ9မိနစ်အတွင်းရန်ကုန်ပသိမ်လမ်းမကြီးပေါ်ကိုရောက်နိုင်ပါတယ်။အလုံးနဲ့လူနေမှုဘဝနှစ်ခုလုံးဟန်ချက်ညီနေတော့ဒီလိုင်မြစ်လမ်းကမကြခင်မှာအစင်းမြင့်လူနေအိမ်ယာဆောင်အဖြစ်တဖြည်းဖြည်းပြောင်းလာတော့မှကတေချာတလောက်ပါပဲ။ဒါဆိုရင်ဒီလိုအပ်ချက်ကိုဖြည့်ပေးမဲ့အိမ်ယာတွေကရောရှိနေပြီလားအခုချိန်မှာလူနေမှုပုံစံပြောင်းလာတာနဲ့အမျှဗီလာတွေမဟုတ်တော့ပဲခိုင်မာတဲ့ပိုင်ဆိုင်မှုတီးတက်ကားပါကင်နဲ့ property management အပြည့်စုံပါတဲ့ modern apartment တွေ integrated community တွေပါပေါ်လာနေပါပြီ။ယင်းနှီးမြုပ်နှံသူတွေအတွက်ဆိုရင်အရေးကြီးဆုံးမေးခွန်းကနောက်ပြန်ရောင်းချင်ရောဘသူတွေကဝယ်မလဲဆိုတာပါပဲအဖြေကတော့ရှင်းပါတယ်ဒီအနားမှာစီးပွားရေးလုပ်နေတဲ့လုပ်ငန်းရှင်မိသားစုတွေ company ထိပ်ပိုင်းအရာရှိတွေနဲ့တည်ငြိမ်တဲ့ရေရှည်ငှားရမ်းမှုလိုချင်နေတဲ့သူတွေကအစင်သင့်စောင့်နေပါတယ်အခုချက်ချင်းကြီးတော့ဒီလမ်းဟာပြီးပြည့်စုံတဲ့နေရာတစ်ခုဖြစ်နေပြီလို့ပြောတာတော့မဟုတ်ပါဘူးเนาะလမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံနဲ့နေထိုင်မှု demand တွေဟန်ချက်ညီညီနဲ့ကြီးထွားလာဖို့အချိန်အနည်းငယ်တော့လိုပါသေးတယ်ဒါပေမဲ့စက်မှုလုပ်ငန်းတွေဆက်ပြီးတော့ဖွံ့ဖြိုးနေမယ်လူနေမှုလိုအပ်ချက်တွေအခုလိုဆက်ပြီးတော့တက်နေမယ်ဆိုရင်စီးပွားရေးတည်ယူပို့ဆောင်ရေးနဲ့လူနေမှုဘဝ၃ခုလုံးကိုတပြိုင်တည်းနဲ့ချိတ်ဆက်ပေးထားတဲ့ဒီလိုင်မြစ်လန်ဟာအခုကတည်းကမျက်စိတောက်ထောက်စောင့်ကြည့်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ကရောဒီလိုင်မြစ်လန်အနီးနားရဲ့လက်ရှိအခြေအနေကိုဘယ်လိုမြင်ကြလဲတကယ်ပဲ residential corridor ဖြစ်လာနိုင်ခြေရှိမရှိကို comment မှာဆွေးနွေးသွားကြပါအောင်ခင်ဗျာ